တတိပညာမနေတာပဲနဲ့ပန်းချင်းထိုးပြမှာပန်းချင်းမထိုးခင်မှာဝယ်လာတဲ့နှင်းစီပန်းတွေကိုကျွန်တော်တို့ငုံနေရင်အပွေအဖက်လေးဖြစ်အောင်ကျွန်တော်တို့ကပြင်ဆင်ရပါတယ်နှင်းစီရိုးချွေတာတွေအရွက်ချွေတာတွေနှင်းစီတွေရေစိမ်တာတွေရိုးတန့်ဖြတ်ပြီးရေစိမ်တာပြီးလို့ရှိရင်အိုအစ်ဖို့ကိုရေတဝကြီးစိမ်ထားတာတွေအဲ့မျိုးလုပ်ရပါတယ်ဒါမှပန်းထိုးလို့ရှိရင်ပန်းခန့်တာပန်းညှိုးတာပန်းနွမ်းတာကပန်းနွမ်းတဲ့အရာတွေအားလုံးဒီရေဆိုဖော့နဲ့ရေစိမ်တဲ့ပေါ်မှာမူတည်ပြီးတော့မိမိဝယ်လာတဲ့မိမိအသုံးပြုတဲ့ပန်းတွေရပေါ်မှာလည်းမူတည်ပါတယ်ဒါမဲ့တချို့နေရာဒေသတွေမှာကမိမိလိုချင်တဲ့ပန်းတွေမရဘူးရှိတဲ့ပန်းနဲ့လှပတိတ်တဲ့အောင်ထိုးရတဲ့အခါကျတော့လည်းအဆင်ပြေအောင်ထိုးရပဲနောက်တစ်ခုပန်းထိုးတဲ့အခါမှာအယောင်ဆက်မှုအယောင်တွေရဲ့ကွဲလွဲမှုတယောင်နဲ့တယောင်ဆက်မှုအနုရစ်ဆက်မှုဆိုတော့အများကြီးလိုအပ်ပါတယ်ကျွန်တော်ကတော့ပညာရှင်မဟုတ်ပါဒီတော့ပန်းချင်းတခြင်းဖြစ်ဖို့အတွက်ကျွန်တော်တို့ကဒီဘက်ချမ်းဆိုရင်နှင်းစီ15ပွေးနဲ့နှင်းပန်းတွေလည်းသုံးလို့ရသလိုခြံတဲ့ပန်းတွေသုံးလို့ရပါတယ်နှင်းပန်းအစားဒီကန္နမအဖြူအသေးတွေသုံးမယ်မိမိအဆင်ပြေတဲ့အရာတွေသုံးလို့ရတယ်အုံလက်ထည့်လို့ရတယ်ဒါမှမဟုတ်နှင်းစီနဲ့ကန္နမအကြီးတဲ့ထိုးလို့ရပါတယ်အခုကပန်းချင်းလေးနဲ့နှင်းစီ15ပွေးနဲ့လိုက်ပန်းသေးသေးလေးတွေနဲ့လှအောင်ထိုးထားပါတယ်ပညာရှင်တော့မဟုတ်ဘူးကြည့်ရှုတဲ့ပရိသတ်အားလုံးအစအဆုံးကြည့်ကြည့်ပါလိုအပ်တာလေးတွေလည်းဝိုင်းပြောပေးပါအကယ်၍တင်ချင်တဲ့တက်ချင်တဲ့စိန်တော့ဟိုင်းခဲ့ပါပြောချပေးပါမယ်တခါတလေဘဝမှာဘယ်ပညာရဲ့မှပြီးပြေဆုံးအောင်တော်တဲ့တတ်တဲ့လူမရှိပါဘူးကျွန်တော်တို့လည်းအခုဒီလေးလာစေစူးစမ်းစေကိုပညာရှင်လည်းမဟုတ်တဲ့အတွက်ဝါဒနာရှင်ပါမြင်စရာကြားစရာသင်စရာအားလုံးထဲမှာကျင်လည်နေရတဲ့ကျွန်တော်ဘဝကတော့ပညာရှင်အစစ်မဟုတ်သေးပါဘူးအားလုံးကျေးဇူးတင်ပါတယ်ကြည်ရင်နဲ့ထိုးတတ်တယ်လို့နဲ့လွယ်တယ်လို့နဲ့ထင်ကြပေမဲ့သင်တန်းမရှိဘူးအမြင်နဲ့ပဲကြည်နေတဲ့လူတွေလည်းရှိပါတယ်ဒီတော့တခါလေကိုပန်းထိုးလို့ရှိရင်လှမလှပတ်ဝန်းကျင်ကိုမေးကြည့်ပါပတ်ဝန်းကျင်ဆုံးဖြတ်တဲ့အတန်ဒီမိမိတက်အဖြေပါမြည်သူမစိုးအောင်မြင်ကြော်ကြားနိုင်တော့ဝါဒနာရှင်ပညာရှင်များဖြစ်ကြပါစေ